ဒီအမြင်ထဲမှာငမန်းကြီးဆိုတာကကြောင်မက်ဖွေရကောင်းတဲ့ရင်းနှီးသက်သက်ဝါဖြစ်နေမှာပါဒါပေမဲ့လည်းဒီရဲ့ငမန်းတွေကတင်ထင်ထားတယ်လို့ပဲကြောက်စရာကောင်းပြီးတော့လူတွေကိုအန်ရပြုတ်တက်တဲ့ငမန်းတွေတော့မဟုတ်ပါဘူးသူတို့ကတော့ basking ငမန်းလို့ခေါ်ကြပြီးတော့အပြာရောင်ဝေလာငါးတွေပြီးရင်တော့ဒုတိယအကြီးဆုံးငမန်းတွေပဲဖြစ်ပါရီသူတို့ရဲ့ရွေးစားကအရှိ10မီတာလောက်ကိုရှိပြီးတော့သူတို့ရဲ့ကိုယ်လေးချိန်ရဆိုရင်လည်း4000ကီလိုဂရမ်ကနေ9000ကီလိုဂရမ်လောက်ထိကိုရှိနေကြပါရီအောင်စရာကောင်းတာကတော့ basking ငမန်းတွေကအခြားသောပင်လယ်ငါးတွေကိုစားသုံးတာမျိုးမဟုတ်ဘဲနဲ့ plankton လို့ခေါ်တဲ့ပင်လယ်တွေကတက်ရှိငါးသေးသေးလေးတွေကိုသာစားသုံးကြပါရီသူတို့ကရန်ကုန်မှာငိမ့်ချမ်းစွာနဲ့နေထိုင်တက်ကြပြီးတော့လူတွေကိုထိခိုက်အန္တရာယ်မပြုတ်တက်ကြပါဘူးဒါကြောင့်မလို့ basking ငမန်းတွေကပင်လယ်တွေကဂျန်ထဲဂိတ်လို့လည်းခေါ်ဆိုကြတာဖြစ်ပါရီအစာစားသုံးပြီးတော့နေ့လည်ခင်းဘက်ဒီမှာဆိုရင်တော့ပင်လယ်မျက်နှာပြင်ပေါ်မှာဖြည်းဖြည်းချင်းပေါ်လာတက်ကြပြီးတော့အနားယူလေးရှိကြပါရီbasking ငမန်းတွေကအတလန်သိန်းနဲ့ပစိဖိတ်သမုဒ္ဒရာတွေမှာသာနေထိုင်ကြတာဖြစ်ပြီးတော့သူတို့ရဲ့အဓိကအစားအစာဖြစ်တဲ့ plankton ပေါများတွေနေရာသည့်အချိန်မျိုးမှာပဲကမ်းခြေဘက်ဒီမှာတွေ့ရလိမ့်ရှိပါရီအရင်ခေတ်ကလူတွေရဲ့အလွန်ကျွံငါးဖမ်းရာကနေတရားရရှိမှုတွေကြောင့်မလို့မြို့တုံးလိုနီးပါးဖြစ်ခဲ့ပြီးတော့ယခုခေတ်မှာဆိုရင်လည်းရှားပါလာတဲ့ရင်းနှီးသက်သက်ဝါဖြစ်တာကြန့်ရှိနေပြီလည်းဖြစ်ပါရီငမန်းဆိုတာကတော့ကြောက်စရာကောင်းတဲ့ရင်းနှီးသက်သက်ဝါဖြစ်ပေမဲ့ basking ငမန်းတွေကတော့လူတွေကိုအန္တရာယ်မပြုတ်တတ်တဲ့အပြင်သဘောဝါကိုထိန်းညှိပေးပြီးတော့ငြိမ်းချမ်းစွာနဲ့နေထိုင်ကြတဲ့ပင်လယ်တွေကငါးမျိုးစိတ်တစ်မျိုးပဲဖြစ်ပါရခင်ဗျာ